နှုတ်ကပတ်တော်ခံယူဖို့ရောက်ရှိလာတဲ့မိဘများညီကိုမောင်နှမများအားလုံးကိုလည်းသခင်ရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်အနေနဲ့ဒီနေ့အားပေးခြင်းတဲ့အရာကယုံကြည်သူဆိုတာတဘိုးမဲ့လျှောက်သွားနေတာကိုခေါ်တာမဟုတ်ပါဘူးယုံကြည်သူဟာဘာမှထမ်းစရာမလိုတော့လောက်အောင်ပေါ့ပေါ့ပါပါသွားလို့မရပါဘူးထမ်းစရာရှိပြီးပေါ့ပါတာကိုခေါ်တာဖြစ်တယ်ဒီနေ့လူတွေကထမ်းကိုမထမ်းကျင်တာအဲ့ဒါပြဿနာမိမယူပြီးခလေးမွေးအောင်ရောက်ခမအိမ်ပြစ်ထားခြင်းတယ်ထမ်းကိုမထမ်းကျင်တာဒါလူရဲ့ပြဿနာပဲအဲ့တော့ပေါ့ပါရမယ်ဒါပေမဲ့ထမ်းစရာမရှိတာမဟုတ်ဘူးနော်ထမ်းစရာရှိတယ်ပေါ့ပါရမယ်ဆိုမဿဲခန်းကြီး7အပိုက်ငယ်29ကိုဖတ်ချင်ပါတယ်မဿဲခန်းကြီး7အပိုက်ငယ်29ငါတဘိုးကိုတင်၍ထမ်းကြလော့ငါထံ၌နီးခံကြလော့ငါသည်နူးညံ့သိမ့်မွေ့နှိမ့်ချသောစိတ်တော်ရှိသင်တို့စိတ်နှလုံးသည်တတ်တာခြင်းကိုရလိမ့်မည်ငါတဘိုးကိုတင်၍ထမ်းကြလော့ငါထံ၌နီးခံကြလော့တဘိုးရှိတယ်ယုံကြည်သူကတဘိုးရှိတယ်လို့ပြောလို့မကြခင်လက်ထက်တော်မဲ့လူတွေဟာဒါကတော့ဖျားပေါ်ပြတာပဲငါတို့တော့မမားတော့ဘူးဒီလိုမဆိုလို့ပါဘူးဒီမှာပြောနေတဲ့တဘိုးဟာအတိတ်ပဲအများကြီးဆုံးပါတယ်အဲ့တော့ဖျားသခင်ကကျွန်တော်တို့အားလုံးကိုတဘိုးတင်တယ်ယေရှုကတဘိုးတင်တယ်ငါတဘိုးကိုယူ၍ထမ်းကြလို့ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ယုံကြည်သူမှာတဘိုးရှိတယ်နော်ကျွန်တော်ထမ်းရမယ့်ဟာရှိတယ်ကျွန်တော်ထမ်းရမယ့်ဟာကိုထမ်းရင်ထမ်းမထမ်းရင်ကျွန်တော်တို့မထမ်းရမယ့်အရာကိုထမ်းရလိမ့်မယ်နောက်ခုရှိတယ်ဖယားခင်တင်တဲ့တဘိုးကိုထမ်းရင်ထမ်းမထမ်းရင်ကျွန်တော်တို့မထမ်းနိုင်တဲ့အရာတစ်ခုကိုထမ်းရလိမ့်မယ်အဲ့ဒါဘယ်အရာလဲဆိုလို့ရှိရင်ယုံကြည်သူရဲ့လို့ဖြစ်လာရင်ရန်သူ3မျိုးရှိပါတယ်ရန်သူ3မျိုးယေရှုကိုကျွန်တော်ကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့ရန်သူ3မျိုးရှိလာပါတယ်နံပါတ်1ကဘာလဲဆိုတော့1ယော5မှာပြောတယ်1ယော2မှာပြောတယ်လောကဟာကျွန်တော်တို့ရဲ့ရန်သူဖြစ်ပါတယ်1ယော2မှာလောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနဲ့အဲ့ဒီလောကဟာကျွန်တော်တို့ရဲ့ဗာလဲရန်သူဖြစ်ပါတယ်လို့နော်လောက1ယောအခန်းကြီး2အပိုက်ငယ်15မှာပါတယ်အဲ့ဒါကျွန်တော်တို့ရဲ့ရန်သူဖြစ်ပါတယ်လောကကဒုတိယတစ်ခုက1ပေအခန်းကြီး9မှာရှိပါတယ်အပိုက်ငယ်10မှာသင်တို့၏ရန်သူတည်းဟုသောမာနသည်သင်တို့၏ရန်သူတည်းဟုသောမာနသည်မာနဟာကျွန်တော်တို့ရဲ့ရန်သူဖြစ်ပါတယ်နောက်ရန်သူတစ်မျိုးကတော့ဂလာတိအခန်းကြီး9မှာရှိပါတယ်ဂလာတိ9အပိုက်ငယ်16 19မှာပါပါတယ်ဇာတိပဂတိနဲ့ဝိညာဉ်ပဂတိဆိုပြီး2မျိုးရှိတယ်အဲ့ထဲမှာမှယုံကြည်သူရဲ့အထဲထဲမှာဇာတိပဂတိဆိုတာလည်းရှိသေးတယ်ယုံကြည်သူပဲလေဒါပေမဲ့အဲ့ဒီယုံကြည်သူထဲမှာဇာတိပဂတိဆိုတာရှိသေးတယ်ဒါကြောင့်မို့လို့ပြောတာပေါ့ဇာတိကိုအခွင့်မပေးနဲ့လို့ဂလာတိ9:73မှာပြောတယ်ဇာတိရှိတယ်မရှိတာမဟုတ်ဇာတိပဂတိအားအခွင့်ကိုပေး၍ထိုလွတ်ခြင်းကိုမသုံးကြနှစ်ဂလာတိ9:73မှာဒါဆိုယုံကြည်သူဖြစ်တာနဲ့ဇာတိမရှိတာမဟုတ်ဘူးယုံကြည်သူပဲလေထမင်းစားနှစ်အိမ်ဖိုက်ကြည့်ပါလားဟိုဘက်ကကစုံရွက်ဒီဘက်ကကြက်သားဘယ်ဘက်သွားလဲသိပါတယ်အားလုံးလဲဆိုအထဲထဲမှာပါရှိတယ်ဇာတိရှိတယ်ဒါအရေးတဲ့အလူငွေလာပေးနေခွန်အားမပေးရသေးဘူးခွန်အားရတာအရင်ပဲနော်ဆိုတော့အကြီးကျယ်လူငွေပေးနေတယ်အဲ့တော့ဒီနေ့ကျွန်တော်အားပေးခြင်းတဲ့အရာကရန်သူ3မျိုးတစ်မျိုးကတော့လောကနောက်တစ်မျိုးကတော့မာနနောက်တစ်မျိုးကတော့ဇာတိ3မျိုးရှိယုံကြည်သူဖြစ်ပြီးဆိုအဲ့ဒီထဲမှာ
မဿဲ7:29မှာပြောတဲ့အရာကတော့ငါတဘိုးကိုတင်၍ထမ်းကြလောသခင်ယေရှုကျွန်တော်တို့ကိုတဘိုးတင်တယ်ဟာဒါဆိုဟာဖခင်ကကျွန်တော်တို့ကိုတဘိုးထမ်းစေချင်တာလားဘာဖြစ်လို့ထမ်းခိုင်းတာလဲပေါ့ပေါ့ပါပါဖြစ်အောင်ဘာတစ်ခုမှမထမ်းခိုင်းရင်မကောင်းဘူးလားဟိုတချင်းလေးတွေကလို့ပေါ့တောင်ပေါ်မှာခြေရာတွေ့တယ်ဆိုတော့ပထမနှစ်ခုနောက်ကြတစ်ခုအဲ့တစ်ခုကကိုတို့ကကျွန်တော်ကိုပွေ့ပြီးတော့ခေါ်သွားတာလူတွေအဲ့ဒီလိုပဲဖြစ်စီခြင်းဒါမျိုးဖြစ်စီခြင်းအဲ့တကယ်တမ်းကြတော့တကယ်ပဲကျွန်တော်တို့ကိုယ်တိုင်တဘိုးထမ်းဖို့လုပ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လို့ဖခင်ကကျွန်တော်ကိုတဘိုးထမ်းခိုင်းတာလဲပင်မစေခြင်းလို့လားအလုံးလုံးစေခြင်းလို့လားကျွန်တော်တို့ကိုဒုက္ခရောက်စေခြင်းလို့လားကျွန်တော်တို့ကိုလေးစေခြင်းလို့လားဘာကြောင့်ဒီလိုလောက်ခိုင်းတာလဲဆိုရင်တရားဟောရာ28မှာသူ့ရဲ့အဖြေရှိပါတယ်ဘာကြောင့်ဒီလိုထမ်းခိုင်းရသလဲတရားဟောရာကျမ်းအခန်းကြီး28အပိုက်ငယ်49သင်သည်ဥစ္စာကြွယ်ဝသောအခါဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့်သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကိုမဆောင်မရွက်သောကြောင့်ထာဝရဘုရားစေလွတ်တော်မူသောရန်သူ၏အမှုကိုသင်သည်မွတ်သိပ်ခြင်းရေငတ်ခြင်းအဝတ်အချီးစီးရှိခြင်းနှင့်တကွအရာရာ၌ဆင်းရဲစွာဆောင်ရွက်ရလိမ့်မည်သင်သည်မပျက်စီးမီတိုင်အောင်သင်လေဘင်း၌တန်တဘိုးကိုတင်ထားတော်မူမည်တန်တဘိုးရန်သူရဲ့အမှုကိုဆင်းရဲခြင်းအဝတ်အချီးစီးရှိခြင်းအရာရာ၌ဘာဖြစ်လဲဝမ်းနည်းခြင်းဒုက္ခဝေဒနာနဲ့တန်တဘိုးထမ်းရတဲ့အခြေအနေရောက်သွားမယ်ဆိုရန်သူကလည်းတန်တဘိုးကင်ပြီးသူလည်းရှာနေတာနော်ဘသူ့ကိုတင်ရမလဲသူလည်းရှာနေတာအဲ့တော့ဒီနေ့တဘိုးလွတ်နေရင်ရန်သူကတော့ ready ပဲစောင့်နေတာဟိုမှာလာပြီးငါတင်ရမယ်တဘိုးရှင်တင်လိုက်ပါအဲ့တော့ဒီနေ့ဖယားရှင်ကကျွန်တော်တို့ကိုတဘိုးထမ်းပါလို့ပြောနေတာဘာဖြစ်လို့လဲလွတ်နေရင်ရန်သူကတန်တဘိုးတင်သွားမှာဆိုလို့ရန်သူကတန်တဘိုးတင်သွားမှာဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့တွေ့ကြုံရတဲ့အခြေအနေတိုင်းမှာအော်ဖယားသခင်ငါ့ကိုဒီတဘိုးထမ်းခိုင်းနေတာလားဖယားသခင်ငါ့ကိုရင်ဆိုင်ခိုင်းနေတာလားဖယားသခင်ငါ့ကိုအလိုတော်ရှိနေတာလားဒါဖယားသခင်ငါ့ကိုဖြစ်စေခြင်းလို့ तू ပုံသွင်းနေတာလားအာမင်ဝန်ခံဖို့လိုတယ်မဟုတ်ဘူးဆိုရင်တဘိုးလွတ်နေရင်ဖယားခိုင်းတာကိုသင်မလုပ်ရင်ရန်သူခိုင်းတာကိုလုပ်ရမယ်လုပ်ရဓမ္မရောက်ဆိုဒုတိယသောအခန်းကြီး7ရှင်ဘုရင်နေအခါလဲပြီးစစ်တိုက်တဲ့အချိန်ရှိရှင်ဘုရင်နေစစ်တိုက်ရတဲ့အချိန်ရှိ200အခန်းကြီး7အဲ့ဒီအချိန်မှာဒါဝိဒ်ဘာလုပ်နေလဲနန်းတော်မှာနေခဲ့တယ်စစ်မြေပြင်မသွားဘူးတကယ်တော့ဒီအချိန်ဟာ तू စစ်မြေပြင်သွားရမယ်ဖယားသခင်တင်တဲ့တဘိုးဖြစ်တယ်ဒါဖယားသူ့ကိုခိုင်းတာဖြစ်တယ်ရှင်ဘုရင်ဒါမဲ့ तू စစ်တိုက်ရမယ် तू ရှေ့တန်းမှာရှိရမယ်ဖယားသခင်ခိုင်းတာကို तू မလုပ်တဲ့အခါမှာဈေးကြံရှောင်းနေတဲ့အချိန်မှာဘာတရှေဘရေချိုးတာကိုတွေ့တယ် तू ရှေ့တန်းမှာသာရှိမယ်ဆိုရင်ဒီရေချိုးတဲ့ကိစ္စမြင်စရာအကြောင်းမရှိဘူးသူ့ရဲ့မျက်စိဒီလောက်မှပါဝါမကောင်းဘူးရှေ့တန်းကနေလှမ်းပြီးနောက်တန်းကိုမမြင်နိုင်ဘူးသူခေတ်တုန်းက website တွေ internet တွေလည်းမရှိဘူးအခုခေတ်ကတော့အမေရိကမှာကိုမိန်းမကိုမယုံအိတ်ခမ်းထဲမှာကွန်ပျူတာတွေနဲ့မှန်ဘလူးတွေနဲ့ကင်မရာတွေချိတ်ပြီးအလုပ်သွားရတယ်ဒီကလေးအလုပ်ကနေအခန်းကိုလှမ်းကြည့်သေးတယ်ကြည့်နော်ဒါမျိုးတွေသူတို့ခေတ်ကဒါတွေမရှိဘူးသူသာရှေ့တန်းသွားနေမယ်ဆိုရင်အနောက်ကဘာသူရှိပါကိုတွေ့เสียအကြောင်းမရှိဘူးဖယားသခင်တင်တဲ့တဘိုးကသူရှေ့တန်းသွားရမယ်ဒါပဲသူမှမသွားတာမသွားတော့ရေချိုးတာစတွေ့ပြီသွားမေးတယ်ဘယ်သူလဲဥရိယရဲ့မိန်းမသူသိသွားပြီဒါသူ့ရဲ့စစ်သူကြီးရွရွချွန်ချွန်သူ့ဘက်ကနေကာကွယ်ပေးပြီးစစ်တိုက်နေတဲ့စစ်သူကြီးရဲ့မိန်းမသူသိပြီမမားသိဘူးဒါမဲ့ခေါ်ပြီးမားလိုက်အဲ့ဒီကနေကိုဝင်ရှိသွားတယ်အဲ့ဒီကနေဥရိယကိုပါခေါ်ပြီးတော့ဒီတဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကိုပို့ပြီးတော့မှဥရိယကိုသေအောင်လုပ်ပလိုက်ပြီးမှအဲ့ဘာသရှိဘကိုသူယူပလိုက်ယုတ်ကြည်သူဖယားသခင်ရဲ့စိတ်တော်နဲ့တွေ့တဲ့ဒါဝိဒ်
အပြစ်တစ်ခုကနေနှစ်ခုကနေသုံးခုအချိန်မီနောင်တရဖို့ဘုရားသခင်လက်ကမ်းပြီးကြိုးစုံနေတဲ့အချိန်မှာအမြန်ဆုံးနောင်တရဖို့လိုတယ်မဟုတ်ရင်တစ်ခုကနေနှစ်ခုဖြစ်လာတယ်အဲ့ဒါကိုဗမာလိုတပူပေါ်နှစ်ပူဆင့်တယ်လို့ခေါ်တယ်တပူဆိုရင်တော့တော်မလွယ်ဘူးနှစ်ပူဆင့်တော့သွားပြီမလွယ်ဘူးနော်မလွယ်ဘူးဝင်းလျှောရင်တော်ပြီအထက်လံပါလာရင်မသက်တော့ဘူးအထက်လံအောက်လျှောဆိုတာမလွယ်ဘူးဝင်းလျှောရင်တပိုင်းသက်တာတယ်အန်ရင်တပိုင်းသက်တာတယ်နှစ်ပိုင်းပေါက်ရင်မလွယ်ဘူးကျမ်းစာမှာအထက်လံအောက်လျှောရှိတယ်နော်ထက်လံအောက်လျှောရှိတယ်ကျမ်းစာထဲမှာအပေါ်အောက်ကောရှိတယ်ကျမ်းစာမှာဆိုတော့ဒီနေ့ရောက်လာတဲ့ညီကိုမောင်နှမအဲ့ဒီဒါဝိဒ်ကြီးဖယားသခင်တင်တဲ့တဘိုးကိုသူ့ကိုဘာဖြစ်လို့ထမ်းစေခြင်းလဲဖယားသိတယ်မဟုတ်ရင် तू ရန်သူရဲ့အမှုကိုဘာလို့ရတော့မလဲဆောင်ရွက်ရတော့မယ်ကျွန်တော်ပြောပြီးပြီရန်သူဆိုတာသုံးမျိုးနော်လောကကြီးကလည်းရန်သူမာနကလည်းရန်သူအထဲမှာရှိတဲ့ဇာတိကလည်းကျွန်တော်တို့ရဲ့ရန်သူဒီ၃ယောက်ကလည်းတဘိုးကြိုက်ပြီးစောင့်နေတာဘယ်ချိန်ဝင်တင်ရမလဲကြည်နေတာအဲ့နေတာမဟုတ်ဘူးသူတို့၃ယောက်ကအမြဲတမ်းလှုပ်ရှားနေတာကျွန်တော်တို့ကအိတ်တာတခါတလေအဲ့လားအနာကြီးအလန်းပေးပြီးအိတ်တာအလန်းကြီးပြန်ပိတ်ပြီးပြန်ဆက်အိတ်တယ်ဘာတတ်နိုင်လဲသူတို့ကမအိတ်ဘူးအလုံးများတယ်သူတို့မနာတမ်းစူးစမ်းနေတယ်လို့ဗျာဒိတ်ကျမ်းမှာရေးတယ်အဲ့တော့တကယ်တမ်းဖယားသခင်တင်တဲ့တဘိုးသာဒါဝိဒ်ထမ်းခဲ့မယ်ဆိုရင်ရှေ့တန်းကို तू တကယ်သွားခဲ့ရင်ဒီပြဿနာ तू ကြုံစရာအကြောင်းမရှိဘူးဒါနဲ့ဆရာတယောက်ကဘာပြောလဲဆိုအဲ့ဒါဒါဝိဒ်မှားတာမဟုတ်ဘူးတဲ့အဲ့ဒါဥရိယမှားတာတဲ့ဥရိယသက် तू ရှေ့တန်းနေတာဘယ်မှားမလဲမဟုတ်ဘူးတဲ့ तू ရေချိုးကမလုပ်ပေးခဲ့လို့တဲ့ဒါကြောင့်မလို့ तू အခုအမြဲတမ်းအပြင်သွားရင် तू ရေချိုးကလုပ်တယ်တွေ့မှာတော့ကိစ္စမရှိဘူးနားလေရမှာဖယားသခင်တင်တဲ့တဘိုးမထမ်းလို့အခုဒါဝိဒ်ဘာဖြစ်ပြီလဲဒုက္ခရောက်ပြီချက်တော်ညီကိုမောင်တို့မှာသင်ကိုမေသင်ဖယားသခင်တင်တဲ့တဘိုးသင်ကိုထမ်းစေခြင်းလို့လေးစေခြင်းလို့ပင်ပန်းစေခြင်းလို့ဒုက္ခရောက်စေခြင်းလို့ဖယားကတင်တာမဟုတ်ဘူးနော်ဟိုမှာသုံးဖွဲ့စောင့်နေတယ်သင်လွတ်နေတော့တင်သွားမှာဆိုလို့ဒါဒီနေ့ဘဝအသက်တာမှာလေအော်ဖျားခင်ငါ့ကိုတဘိုးတင်နေလားစဉ်းစားပါအဲ့ဒီအလုပ်ဒါငါအလုပ်ပဲငါလုပ်ရမလားစဉ်းစားဖျားခင်ငါ့ကိုခိုင်းသလားခိုင်းတယ်ဆိုလှုပ်လိုက်ပင်မနဲ့လေးတယ်ဟိုဟာပြစ်တာမလုပ်နဲ့သူလည်းရှိရသားနဲ့ဘာညာမပြောနဲ့ဖျားခင်တင်ရင်ထမ်းလိုက်မဟုတ်ရင်မှ၃ယောက်စောင့်နေတယ်ကချင်ပြည်နယ်ဖားကန့်အေုံကလေးဆရာ2ယောက်1990နဲ့တစ်ခုနှစ်လောက်ကအေုံကလေးသွားတယ်ဒေါက်တာသိန်းထင်းနဲ့နောက်တစ်ယောက်တွားရင်းနဲ့ဟုတ်ခက်ကြပြီးတော့61ဆိုဟိုးတော့ဒါနဲ့အဲ့ဒီကားမိုင်းလို့ခေါ်တဲ့မြို့အဲ့ဒီပတ်ဝန်းကျင်ပေါ်တာဖမ်းရောပေါ်တာဆိုတော့စစ်ဟိုခကြီးသွားတဲ့လူတွေအားလုံးရက်ခိုင်းကားတွေအားလုံးတန်းစီအကုန်ဆင်းကိုထုတ်ကိုကားပေါ်မှာထားအဲ့ဒီမှာစစ်တပ်ကထားတဲ့စံအိတ်တို့ပဲတို့စီတို့သူတို့ရဲ့ရိတ်ခါတွေကထမ်းပြရကိုထမ်းပြီးတော့မှသူတို့ပြောတဲ့ရွာအထိသွားပို့ရပို့ပြီးမှပြန်လာပြီးမှကိုကြောဘောဤကိုပြန်ယူပြီးမှပဲကိုကားပေါ်ကိုတက်လူပြည့်ပြီးကိုကားအားလုံးထမ်းပြီးပြီဆိုမှပဲအဲ့ကားပြန်ခရီးထွက်ရတယ်ဆက်ဆိုအဲ့ဒီဒေါက်တာသိန်းထင်းနဲ့နောက်ဆရာတယောက်ပါသွားတယ်နှစ်ယောက်အဲ့ဒါနဲ့သူတို့လည်းအဲ့ထဲပါသွားရောပေါ်တာတယ်နှစ်ယောက်စလုံးအမှုတော်ဆောင်လေဖယားသခင်ဘာလုပ်တာလဲဖယားသခင်တင်တဲ့တဘိုးမထောင်းလားထမ်းတာပေါ့အမှုတော်ဆောင်ပဲအိမ်ပတ်ထမင်းစားတဲ့ဖွဲ့မှာမဟုတ်တာမှုတော်ဆောင်လမ်းလည်းမကောင်းဘူးရွှွနဲ့သေးတဲ့ဘွက်ထဲသွားတာလမ်းမကောင်းဘူးဒါနဲ့ဖမ်းခံရပြီဘယ်နဲ့လုံးဒါနဲ့ဒေါက်တာသိန်းထီကတော့ပြောတယ်သူကတော့သူဆရာဝန်လက်မှတ်လည်းရှိတယ်သူပြတယ်သူဆရာဝန်ပါလက်မှတ်ရှိတယ်သူတော့လွတ်တယ်ဟိုတယောက်ကပြစရာဘာကတ်မှမရှိဘူးအဲ့ဒါဒုက္ခဒါမှဟိုတယောက်လည်းအမှုတော်ဆောင်လေဖယားသခင်တင်တဲ့တဘိုးထမ်းထားတာလေရှိတယ်သွားပြောပေးတယ်သူတို့လူကြီးကို
ဒေါက်တာသိန်းတည်းကသွားပြောလဲမရအောင်မဆိုင်ဘူးတဲ့အဲ့လိုပြောစရမ်းဆိုအများကြီးပဲအကုန်လွတ်ရမှာထိုင်ရမှာပဲတဲ့ဒါနဲ့ဟိုတယောက်ကသူလဲကျမကြီးကောင်းတော့ပြေးဖို့စဉ်းစားပြေးရင်ကောင်းမလားတော်ထဲမှာဘယ်အထိပြေးမလဲတော်ထဲမှာပြေးလဲလွတ်မှာမဟုတ်တာတော်ထဲမှာပြေးလို့ရပြီထားဒါပေမဲ့ပြန်မလာဘူးလားဒီမှာတယောက်တကွဲဖြစ်ကုန်မှာပေါ့ तू ကပြေးနိုင်တော့ဒေါက်တာသိန်းတည်းကဘယ်လိုသူ့နောက်လိုက်မလဲဟာဒုက္ခတားစီအားလုံးရှေးကားတွေလည်းအများကြီးလေလူတွေကုန်စင်းပုံထားတဲ့အထုပ်ကိုတစ်ထုပ်ပြီးတစ်ထုပ်ထားရတာသွားထမ်းပြီးသွားအဲ့ဒီဆရာဒီမှာလည်းရောက်ဘူးတယ်မကြခဏကျွန်တော်နာမည်မပြောတာသူပြောပါစီဆိုပြီးတော့ထုတ်ထမ်းပြီးသွားတာဟာသူလည်းစဉ်းစားတယ်ဘုရားသခင်ဘာလုပ်တာလဲဘုရားသခင်တင်းတဲ့တပိုးမရှိဘူးလားရှိတာပေါ့ဧဝံဂေလိလိုက်လုံနေတာလေဧဝံဂေလိလိုက်လုံနေတာဒါမဲ့အခုခံရပြီတယောက်ပြီးတယောက်ထမ်းသွားတယောက်တအိတ်သွားနောက်တယောက်တပုံစီပုံသွားနောက်ပဲတအိတ်သွားနောက်ဆန်တအိတ်သွားရိတ်ကလေးပို့ရတော့လေးတဲ့ခရီးမမဟုတ်တာလမ်းလျှောက်ရတာဟာသွားရင်နဲ့နောက်ဆုံးတော့သူ့အလဲ့လဲရောက်ရောသူ့အရှိရလူမှာပဲအဲ့ဒီထမ်းမပစ္စည်းအလုံးကုန်သွားတာဟာလေလုယာသူထမ်းဖို့အိတ်တိုင်းမှမကြံတော့ဘူးသူအလဲ့မှာကွက်တိကုန်သွားတာဒါနဲ့သူထမ်းเสียမလို့တော့ဘူးကြည့်နော်တကယ်ဖြစ်တာအဲ့ဒီတော့ဖယားသခင်ကဘာဖြစ်လို့တဘိုးတင်ထားလဲဟို3ယောက်စောင့်နေတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသက်တာမှာဖယားသခင်တင်တဲ့တဘိုးကိုထမ်းပါမထမ်းရင်လေခမရတဘိုးအလွတ်သွားလို့တော့မရဘူးဟိုပုဂ္ဂိုလ်3ယောက်ရှိသေးတယ်ဒီကနေ့ယုံကြည်သူတွေမှာလေဖယားတင်တဲ့တဘိုးနဲ့ဝမ်းမြောက်ပြီးကောင်းကြီးခံစားပြီးသွားတဲ့လူတွေရှိသလိုအဲ့တဘိုးမထမ်းမိလို့ရန်သူတင်တဲ့တဘိုးနဲ့ညီးတွားနေတဲ့ကောင်တွေအများကြီးတွေ့ရတယ်ယုံကြည်သူပဲလေယုံကြည်သူပါပဲသူတို့အများကြီးညီးတွားနေတယ်ဒါကြောင့်ဒီနေ့သင်ရဲ့သက်တာမှာတဘိုးမပါပဲသွားလို့တော့မရဘူးအဲ့ဒါကိုပြောပြခြင်းဒီလိုနဲ့ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး8ရောက်တော့ဣသရေလလူတွေကရှမွေလစီမှာတောင်းတယ်လူဘရင်ပေးပါတဲ့ရှမွေလပြောမတောင်းနဲ့မဟုတ်ဘူးငါတို့လူဘရင်ပေးဖယားသခင်ကမင်းတို့ကိုဓာတ်ရိုက်အုပ်ချုပ်တယ်အဲ့ဒါကောင်းပါတယ်မဟုတ်ဘူးငါတို့တပါးမျိုးသားနဲ့တူးချင်းနဲ့ဟိုမှာကြည့်တပါးမျိုးသားတွေမှာဆိုရင်လူဘရင်ရှိတယ်သူတို့ဘရင်ကဗလာတောင်းတောင်းအရက်မြင်းမြင်းအဲ့လိုလူမျိုးငါတို့လည်းဘရင်လိုချင်တယ်မဟုတ်ဘူးဖယားကမင်းတို့ကိုဓာတ်ရိုက်အုပ်ချုပ်တယ်လေဘလောက်ကောင်းလဲဘာလို့တောင်းမလဲမဟုတ်ဘူးပေးပါဒါနဲ့ရှမွေလဖယားကိုပြောတယ်ဖယားသခင်ကျွန်တော်ပြောနေတယ်သူတို့လူဘရင်မတောင်းနဲ့ကိုတော်အုပ်ချုပ်တာပဲကောင်းတယ်ပြောနေတာနားမထောင်ဒါနဲ့ဖယားကရှမွေလကိုပြောတယ်ရှမွေလတဲ့မင်းကိုပဲပယ်တာမဟုတ်ဘူးငါလည်းသူတို့ကိုမအုပ်ဆိုးဖို့သူတို့ငါကိုလည်းပယ်လိုက်ပြီလူဘရင်ရဲ့ထုံးစံကိုပြလိုက်လူဘရင်ရရင်ဘာတွေဖြစ်လာမလဲဆိုတာပြတယ်မရဘူးပေးပါအတင်းတောင်းတော့နောက်ဆုံးလူဘရင်ပေးလိုက်ဖယားသခင်သူတို့နဲ့ဓာတ်ရိုက်အုပ်ချုပ်တာကိုသူတို့မလိုချင်ဘူးဖယားနဲ့ဓာတ်ရိုက်သွားတဲ့သက်တာမလိုချင်ဘူးသူများတယ်လို့ပဲဖြစ်ချင်တယ်ဖယားကိုလှုပ်ထားတဲ့အတိုင်းကိုမကျင်တတ်ဘူးသူများတယ်လို့ပဲဖြစ်ချင်တယ်ဒီနေ့ယုံကြည်သူတွေလည်းဖြစ်တတ်တယ်နော်ဖယားကကိုလှုပ်ထားတာရှိရင်ဆိုင်ခိုင်းတာရှိတယ်အဲ့ဒါကိုကျင်တတ်ပါအဲ့ဒါကိုရင်ဆိုင်ပါအဲ့ဒါနဲ့ခရီးသွားပါဒါပေမဲ့သူများတယ်လို့ဖြစ်ချင်တယ်ဟိုဘက်အဖွဲ့လို့ဖြစ်ချင်တယ်ဒီဘက်အဖွဲ့လို့ဖြစ်ချင်တယ်ဟိုထုံးစံလို့ဖြစ်ချင်တယ်ဒီထုံးစံလို့ဖြစ်ချင်တယ်သူတို့လို့ဖြစ်ချင်တယ်ဖယားကိုလှုပ်ထားတဲ့အတိုင်းကိုမကျင်တတ်နိုင်ဘူးအဲ့တော့ဖယားကပြောမြင်တော့အေးပေးလိုက်ပေးကျင်တာမဟုတ်ဘူးပေးကျင်တာမဟုတ်ဘူးတော့နောက်ဆုံးသူတို့လူဘရင်အနေနဲ့ရှောလူကိုရသွားရောတိတ်ကျင်တတ်တာရှောလူအရက်မြင့်မြင့်ဒေါင်ကောင်းကောင်းနော်ရသွားတယ်အဲ့ဒီရှောလူကိုလည်းရရောအခန်းကြီး7မှာစပြီးဒုက္ခရောက်ပါလေအမလေးရှောလူကနှိပ်စက်လို့တဲ့သူတို့တောင်းခဲ့တဲ့ဘယင်ပဲလေသူတို့နှိပ်စက်တယ်သူတို့ခလေးတွေကိုခိုင်းစားတယ်သူတို့ရဲ့စီးစိမ်ဥစ္စာကိုဘယင်ကသိမ်းပလိုက်တယ်အဲ့လိုဒုက္ခရောက်တဲ့အခါကျမှ100ခန်းကြီး7အပိုင်းငယ်14လဲကြာရောရှမွေလရေငါတို့ကဲပါအောင်ငါမပြောဘူးလားအရင်ကတည်းက
ဖယားသခင်သူတို့ကိုအုပ်ချုပ်တာကိုသူတို့မလိုချင်ဘူးမို့လားလူအုပ်ချုပ်တဲ့အောက်ကိုဘာဖြစ်လဲရောက်ကိုရောက်ရမယ်အလွတ်နေလို့မရဘူးနော်လူကအလွတ်နေလို့မရဘူးဖယားသခင်ကိုယ့်ကိုအုပ်ချုပ်နေတယ်ဖယားကကိုယ့်အပေါ်မှာရှိနေတာကိုလက်ခံခြင်းလက်ခံလက်မခံခြင်းတခြားတစ်ယောက်စောင့်နေတယ်နော်အဲ့ဒီလူတွေ့ရင်မသက်သာဘူးအဲ့ကြောင့်ရှမွေလကဲပါဆိုရှမွေလဘာပြောလဲအေးမင်းတို့ကိုအုပ်ချုပ်တဲ့ဘုရင်ဟာဖယားနောက်ကိုမလိုက်ရင်မင်းတို့မလွယ်ဘူးအဲ့တော့နင်တို့ကိုအုပ်ချုပ်တဲ့လူဘုရင်ရှောလူဖယားနောက်လိုက်ဖို့မင်းတို့ဘာလုပ်ရမလဲမင်းတို့ကိုယ်တိုင်ဖယားကိုကြောက်ဖယားရဲ့အာဏာကိုမငြင်းဆန်နဲ့ဖယားသခင်ကိုအမြဲတမ်းဝတ်ပြုပါဒါဆိုရင်သင်တို့ကိုအုပ်ချုပ်တဲ့ဘုရင်ဟာဖယားနောက်ကိုလိုက်လိမ့်မယ်ကြည့်သူတို့အများကြီးဖိုးခပြန်ပေးရပြီအများကြီးဖိုးခပေးရပြီအရင်ကတည်းကသာဖယားသခင်အုပ်ချုပ်တဲ့အောက်မှာနေရင်ဒါတွေပေးစရာအကြောင်းမရှိဘူးချစ်တော်ညီကိုမောင်နှမဖယားသခင်ကျွန်တော်တို့ကိုပေးထားတဲ့ခိုင်းထားတဲ့အရာရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဝန်ခံရမယ်အဲ့ဒါကိုကျွန်တော်တို့သဘောတူရမယ်အဲ့ဒီပုံမှာကျွန်တော်ကျေနပ်တတ်ရမယ်ဟာလေလုယာဒါဆိုရင်ကျွန်တော်တို့ပုံမှာဘယ်ရန်သူကမှတဘိုးလာတင်လို့မရဘူးကျွန်တော်ကဖြစ်နေတဲ့အခြေအနေဘုရားခင်ကျွန်တော်ကိုလှုပ်ထားတဲ့အရာကိုကျွန်တော်မကျေနပ်ဘူးဆိုရင်တော့အဲ့ဒါကိုကျွန်တော်တို့ပယ်မယ်ဆိုရင်တော့အလွတ်တော့မရဘူးတခြားတစ်ယောက်ကစောင့်နေတယ်မဟုတ်လားအဲ့ဒါကိုနားလည်စေချင်တယ်ကျွန်တော်ခရစ်တော်ကိုယုံကြည်ပြီးတဲ့အခါမှာကျွန်တော်တပည့်တော်ပြည့်တင်နန်းသွားတက်တပည့်တော်ပြည့်တင်နန်းတက်ပြီးတဲ့နောက်ပိုင်းကျွန်တော်မှနေစရာလည်းမရှိနေစရာမရှိပမာနေရမမတူလူတွေကတင်နန်းပြီးတာနဲ့ကားပေါ်အထုပ်တင်ပြီးသွားကျွန်တော်ကအထုပ်ကထိုင်ကင်ပြီးစောက်တင်ရင်လည်းပယ်သွားမှလဲသွားစရာလည်းမရှိဒါနဲ့ပဲကျွန်တော်စောက်နေတော့ကျွန်တော်လာပြောတယ်ကျွန်တော်တို့တင်နန်းဆရာသိန်းထေးကမင်းဘယ်သွားမလဲတဲ့သွားစရာမရှိဟာသွားစရာမရှိဒါဆိုငါ့ရင်သွားတဲ့တော်ပဲသူ့ရောက်သွားရောဟိုလေရောက်ရောကျန်းစာလေတင်တန်းမှာပဲကြက်လို့ပြီးပြီတင်တာသူ့ရောက်တော့ပိုးကျက်ရတယ်ကျန်းစာလေကျက်စားလေရေးဟိုတဘုံမုတ်တဲ့မဂ္ဂဇင်းထဲမှာထဲမဲ့စာမူကလည်းစစ်အောင်ကိုတောင်ကျန်းစာကိုမလှန်တတ်ဘူးဘယ်လိုလုပ်စစ်တတ်အဲ့ဒီမှာဟိုအင်္ဂလိပ်လိုရေးထားတဲ့ဟာကို dictionary ကြည့်ပြီးတော့ဘာသာပြန်ခိုင်းသူများ2မျက်နှာရေးတာကိုတခါတည်း1မျက်နှာတည်းနဲ့ချုပ်ခိုင်းဟာမြောင်ရလို့ရှုပ်ချက်ခတ်ဟာမသက်သာဘူးတနည်းကုန်လောက်เสียရှိတယ်ညတော်မှ तू ကအိတ်เสียမလို့ဘူးလို့ပြောတာဟာဆရာကြီးညမအိတ်တဲ့ဟာမျိုးတော့မဟုတ်ဘူးတဲ့နဲ့သူကအလုံးလုံးရင်းနဲ့အိတ်သွားတာပဲအကျိုးရှိတယ်သီးသန့်အိတ်ရတယ်မှာသွားမအိတ်နဲ့အလုံးလုံးရင်းနဲ့အိတ်သွားတယ်ဒါဆိုလဲပြီးတာပဲချင်းတောင်ထောင်ပြီးတော့စာအုပ်သူပေးတဲ့အလုပ်ကိုလုပ်တော့စာဖတ်တော့ဘယ်တမျက်နာတော့မပြီးဘူးအိတ်သွားရောအလောက်အမြန်လွန်းနေတဲ့အလုံးလုံးရင်းနဲ့အိတ်တာတော့ဟုတ်တယ်ဒါပေမဲ့မင်းဥစ္စာမြန်လွန်းနေတဲ့ဘလို့အိတ်မလဲဒါဆိုအလုံးလုံးရင်းနဲ့အိတ်တာပဲမဟုတ်လေချင်းတောင်တင်ပြီးလှုပ်တဲ့ရှင်နေပဲကြိုက်တာဘယ်ရမလဲရှင်ပဲတစ်ပြက်ပြက်ရိုက်နေတော့အဲ့လိုမရအောင်အလုတ်ကအများကြီးပြီးတယ်ချင်းနေဆိုတော့စာအုပ်တွေမှာစာရိုက်ပို့စာရိုက်ကနေမှနေရီပို့စာအုပ်တွေတနေ့ကုန်လှုပ်ရှိတယ် तू ကဒါနဲ့အဲ့မှာနေရင်းနဲ့တရက်တော့ကျွန်တော်နေ့လက်စားတော့ထမင်းနေပါလေထက်ပြီးမှကျေးဇူးတော်ချီးမွမ်းအာမင်လည်းပြီးသွားရောဟာအဲ့မှာရှိတဲ့တယောက်ကျွန်တော်ထမင်းပကံတိမ့်သွားရောဟာဘာဖြစ်လို့မင်းအခုနပဲစားပြီးပြီအခုမှစားထိုင်တာမင်းမစားရင်ဒီမြေပဲဘလို့ကုန်လဲတဲ့ပလင်းနဲ့မြေပဲကုန်သွားမပြောလိုက်ခြင်းဘူးအဲ့နာမှာအမှုတော်ဆောင်အခုအမှုတော်ဆောင်ဖြစ်သွားတဲ့တယောက်ရှိတယ် तू စားတာကျွန်တော်တွေ့တယ် तू လည်းတွေ့တယ်တငယ်ချင်းတွေပြောလိုက်ပါလားငါစားတာလို့မပြောဘူး तू ကလာလဲတာအဲ့ဒီအိမ် तू ကလာအလုတ်လာလောက်တာမဟုတ်လာလဲတာကျွန်တော်တို့ပေါ်တာတွေတင်တန်းစင်းတူတူတွေစားပြီးပြီတဲ့ထပ်မစားရဘူးတဲ့သိမ့်သွားရ
Messiah Lebu, Modi Mibelo Conled, Pioling a Sadel, Mapio, Papiol is a general, a load of it, one can like bar. Tu one can kind a load of two sade, Janongate. Are you a load of one can kind of lay? Penelo. Ha, Danebe. O Masai le Kisam Shiba, Dame Amin Pima, Bagantina or Roshede. Nagogrea Masale Bambibao. Alane Hobakani Biro. Siagroa Shosho Popo Sinzabi. Babaza. Tasso yin Eddie allowed it to allow P and Lassar. Ha, Daro Tata Yidab. Tanedi. Totally Kansan. Kansan Piangwan, so let Pamato Piamle, Lakame Lumam Shida. Payaki Panzine Gabada Chida, Santoni Meniam Shibu. Yanguma Karia Nera Mofu, Cosime Laka, the Zima Shibu, Lainka Veshida. Alane, Shale, Damamatana, one kind of Payaki dinner. The Bobele, da Piata yin sign kind of blue lomle, Kuma Mamara, Dame yin sign so yin sign what Dave Shidabe. I don't know Piandoabia South, the Chia, the Sadai Pume South, the Cochi, the Bomotan, the body, Cochi. She let she sinner since I would think a June let Doka. Minqua, theatre, the Compio Labala, Anti Genosals of Peter Kisa. Mia Lequa, a Ludobe when can I come? Eva, maybe one can. Naro, Messiah, I'm a pure damage, a shakwera. For my every relation, the Mrs. Zaji. I don't mood or lemon sound, mood of sound. Ingale Lamakano, who can't need that chain. Chi, Cananero. Phone loud. Phone dark kind. Dora Dindia, me every lame, Jama, Tamil like you, made. I don't know when say when they are Tamin Saima, Tomad highlight the Hindi. Cheap of Malay, the Salo simply may add the Tonya Parade. Come me. I add their German, Mr. Hamano. True, German. Hobby. Miss Sabi like Pesamle. That's why Mele Alima Belta Salai door. Hobby. $1. Sabi is a pure line of Besaromle. Mabi Piambo. Masa diroli, atole mile ay mabe salay dore. Tana Hindu amana, be. Nanganjada chayda o santo chayda o pau mablay. Masabuda li lem yaile. Saturday masate de yare. Tabido bitina simpini alu sateto. Tue masami hale akong yosa bida. Tabido bitina simpini. Tima Atahi and Yapa, one danila. General David of Bitin and Tatuani. He you, Muirating, because on your time, Miamian night order. Ada, I'm Yamanai, Aligon, Nichimpian can't do him. Maloero, the Omlero. I got soon yet the coup tapum loel. The Catholic Copagan, ha, you had the Miazo, Yule $1, ha, Miazo. Colcana, Dover, you had my dinero, Chizro, I mean, Banyas. Sales are bound that Nina Chida, your temida. Niva Mapiva Tebida. Sign them a new sweater. That the bit of it then I train them back. I train them pin. So the Atari by the Charo, not or $1. The bit then sing as a Amali Zombe kind of the Kayinam kind of. Pablo is a Kayinka is the Amaluda to her. Those are a ye better. No? Tane Chono Chizurobe. Kuna Miebe went to a Oregon. Too light to me out. Too let me Miss Sabi had it. Sabi naked. Achinotasa, oh, Sabali. Nangajava, Besatamle, Hoto Ditobo. No, Sebo the bull of cat no to her. General Man Kansar. You don't know, poor Chicho in a tow light.
ဘယ်အကုန်စားပြီးမှပိုးတဲ့ဟာအကုန်လုံးထည့်ပလိုက်ပြန်လာတော့လေခုနမြေပဲတွေ့တဲ့တယောက်စောက်နေတယ်ရောလို့အဲ့ဒါငါရဲ့လက်ကြံပဲလို့လာဇရုအစစ်တဲ့ပဲရှစ်တော်ညီကိုမောင်နှမအခုနရုံးကလေမစားလိုက်ရတာကျေးဇူးတော်ပဲအဲ့ဒီကြမှာချင်းဝနိုင်တာဘာဖြစ်လို့လဲဘဝမှာဖယားသခင်တင်တယ်တပူဖယားကဒီအတိုင်းပဲရင်ဆိုင်ခိုင်းရင်ဘာလို့ရမလဲရင်ဆိုင်ပလိုက်ပေါ့ရင်ဆိုင်ပလိုက်ဒါဖယားသခင်တင်တဲ့တပူပဲအဲ့တော့ရန်သူကတပူလာတင်လို့မရတော့ဘူးဖယားသခင်ရဲ့အမှုတော်မြတ်ထဲမှာဖယားခင်တင်တဲ့တပူထမ်းရင်ဝမ်းမြောက်ခြင်းရှိတယ်အာမင်သင်မသိဘူးအဆုံးမှာဝမ်းမြောက်ခြင်းရှိတယ်ကြွယ်ဝခြင်းရှိတယ်စီးစိမ်ရှိတယ်စီးစိမ်ရှိတယ်ဒါဒီနေ့ရောက်ရှိလာတဲ့မိဘများညီကိုမောင်နှမများတပူနှစ်ခုပဲရှိတယ်ဖယားခင်တင်တဲ့တပူထမ်းမလားရန်သူတင်တဲ့တပူထမ်းမလားရန်သူတင်တဲ့တပူကတန်တပူထမ်းရခတ်တဲ့ပင်မနဲ့အစင်းရဲတဲ့အဝေချီးစီးရှိတဲ့လေးတယ်မခံနိုင်ဘူးအဲ့တော့ဖယားသခင်တင်တဲ့တပူကျွန်တော်ထမ်းဖို့ဒီနေ့အားပေးခြင်းတယ်သင်ရဲ့အိမ်တောင်ထဲမှာဖယားကဝန်ခံခိုင်းနေတဲ့အရာရှိတယ်အဲ့ဒါကိုသင်ဝန်ခံလိုက်သင်ရဲ့သင်းတော်မှာသင်ကိုဖယားသခင်ဝန်ခံခိုင်းတဲ့အရာရှိတယ်ငါမှန်တယ်သူမှားတယ်မဟုတ်ဘူးသင်ကိုဝန်ခံခိုင်းတာရှိတယ်အဲ့ဒါဖယားသခင်တင်တဲ့တပူပဲသင်ရဲ့လုပ်ငန်းထဲမှာဖယားခင်တင်ထားတဲ့တဘိုးရှိတယ်တင်ဝန်ခံရမယ်ဒါဘာဆိုင်လို့လဲမဟုတ်ဘူးဖယားခင်တင်တဲ့တဘိုးတင်ဝန်ခံလိုက်ဝန်ခံလိုက်ပြီဆိုရင်ရန်သူကတင့်ကိုတဘိုးတင်လို့မရတော့ဘူးဒါကြောင့်ဒီနေ့အားပေးခြင်းနဲ့အိမ်တောင်ထဲမှာဖယားခင်တင်ထားတဲ့တဘိုးရှိတယ်သင်းတော်ထဲမှာတင့်ကိုဖယားသခင်ခိုင်းထားတဲ့အရာရှိသင်ရဲ့လုပ်ငန်းထဲမှာပြဿနာထဲမှာဖယားခင်တင်တဲ့တဘိုးရှိဟုတ်တယ်ဒါငါဝန်ခံရမယ့်အရာဝန်ခံဖို့ခက်တယ်ဒါပေမဲ့တော့ဖယားခင်အဲ့ဒါတင်တယ်သင်ဝန်ခံရမယ်ဒါဆိုသင်တဘောတူဖို့လို့တယ်အဲ့ဒါကိုသင်ထမ်းလိုက်မယ်ဆိုရင်ရန်သူကသူ့တဘိုးကိုကင်ပြီးစောင့်ရင်လေသင်မှာတဘိုးရှိနေရင်သူ့တဘိုးကိုတင်လို့မရဘူးလွတ်နေရင်ပဲအန်ဒီရယ်ဒါကြောင့်မိတ်ဆွေငါတဘိုးကိုယူ၍ထမ်းကြလောငါထမ်းတိုင်းနိခံကြဖယားသခင်စီမှာနီးလန်းရှိတယ်သင်ခံယူပါတကယ်ဝန်ခံမယ်ဆိုရင်သင်ရဲ့တက်တာဝမ်းမြောက်ခြင်းကောင်းကြီးမင်္ဂလာနဲ့တက်တည်ခံစရာပေါ်လာမယ်အိမ်အောင်ရေးမှာပြဿနာရှိဝန်ခံပါတင်းတော်ထဲမှာပြဿနာရှိတယ်ဝန်ခံပါသင်ရဲ့စီးပွားရေးလုပ်ငန်းထဲမှာခက်ခဲရှိတယ်ဝန်ခံပါဖယားသခင်တင်တဲ့တဘိုးဖြစ်တယ်အဲ့တဘိုးကိုသင်ဝန်ခံလိုက်မယ်ဆိုရင်ရန်သူကသင်ကိုတဘိုးတင်လို့မရတော့ဒါကြောင့်အခုချိန်မှာကိုယ့်ရဲ့အသက်တာထဲမှာတကယ်ဖယားသခင်တင်တဲ့တဘိုးကိုထမ်းဖို့ဆုံးမချက်ချဖို့အားပေးခြင်းအကယ်၍ဖယားသခင်တင်တဲ့တဘိုးကိုသင်ရှောင်ခဲ့ရင်ရှောင်ခဲ့မယ်ဆိုရင်ဣသရေလလူတွေကဲ့သို့ရန်သူတင်တဲ့တဘိုးရှိတယ်စိတ်ဆင်းရဲရတယ်ဝမ်းနည်းရတယ်နောက်ဆုံးရှမွေလကိုလာပြောရတယ်ငါတို့ကယ်ပါအဲ့ဒီရှောလူကြောင့်ငါတို့စိတ်ညစ်ရပြီအဲ့ဒီအချိန်ရောက်နေရင်စိတ်တမကြနဲ့ဖယားသခင်တင့်ကိုကယ်နိုင်တယ်ဟာလေလုယာအဲ့ဒီရှမွေလကိုပြောတဲ့အခါမှာရှမွေလကဖယားကိုပြန်ပြောတယ်ဖယားကနီလန်းပေးတယ်တင်တို့ကိုယ်တိုင်လုပ်ရမယ်လို့သုံးခုရှိတယ်ဖယားကိုကြောက်ဖယားနောက်တော်ကိုလိုက်အမြဲတမ်းဝတ်ပြုပါဒါဆိုရင်အဲ့ဒီတဘိုးကနေလွတ်မြောက်လာမယ်ဟာလေလုယာဒါကြောင့်အခုချိန်မှာအားပေးခြင်းနဲ့ကိုယ့်ရဲ့အသက်တာထဲမှာဖယားသခင်တင်တဲ့တဘိုးနဲ့အဲ့တဘိုးကိုပယ်မိလို့ရန်သူတင်တဲ့တဘိုးကိုတင်ထမ်းနေရတယ်ဆိုရင်အဲ့နှစ်ခုကိုခွဲခြားပြီးနားလည်စီခြင်းအကယ်၍ကိုယ်တက်တာထဲမှာဣသရေလလူတွေလိုမျိုးဖယားသခင်တင်တဲ့တဘိုးကိုမထမ်းမိလို့ဒီနေ့စိတ်ဆင်းရဲနေရဒီနေ့တောကရောက်နေတယ်အခက်ခဲတစ်စုံတစ်ခုကိုမရင်ဆိုင်နိုင်ဘူးသိတယ်ဒီဥစ္စာငါရဲ့အမှားကြောင့်ဖြစ်တယ်ငါဖယားကိုညှင်းဆန်ပြီးလို့ဖြစ်ခဲ့တာဆိုရင်သင်တို့လွတ်မြောက်မဲ့လမ်းရှိတယ်လွတ်မြောက်မဲ့လမ်းရှိတယ်တိယာခန်းကြီး7နဲ့အပိုင်းငယ်14မှာဖယားကရှမွေလကိုအပြေပေးတယ်လွတ်မြောက်မဲ့လမ်းရှိတယ်အဲ့လွတ်မြောက်မဲ့လမ်းကိုသင်တွေးဖို့လိုတယ်အဲ့ဒီအတွက်ဒီကနေဆူတောင်းပေးမယ်ဒီကနေဆူတောင်းပေးမယ်ဆိုအတ္တတာထဲမှာတကယ်ပဲမွန်းကျက်နေတယ်
ငါဖယားသခင်တင်တဲ့တဘိုးကိုမထမ်းမိလို့ငါရဲ့ခြေနေတဲ့ဒီလိုဖြစ်နေရတယ်ဘယ်လိုလွတ်မြောက်လာမှလဲဘယ်လိုဒီကနေငါထွက်ပေါက်ရမလဲသင်သက်တာထဲမှာမြင်ခြင်းနဲ့ဆိုရင်ဖယားသခင်ဟာကျွန်တော်တို့အတွက်အဖြစ်ဖြစ်တယ်ဒီနေ့အားပေးခြင်းနဲ့တဘိုးနှမျိုးဝင်ငါပြီးပြီအကယ်၍ဖယားသခင်တင်တဲ့တဘိုးကိုမထမ်းမိလို့ဒီနေ့သင်သည်ဖယားမတင်တဲ့တဘိုးကိုထမ်းနေရတယ်ဆိုရင်မွန်းကျက်နေတယ်ပြဿနာအခက်ခဲတွေ့နေတယ်ဘလို့မှမလွန်ဆန်နိုင်ဘူးဆိုရင်သင်အတွက်ဆုတောင်းပေးမယ်ဖယားကသင်ကိုလွတ်မြောက်မဲ့လမ်းပေးမယ်ဣသရေလတွေကိုလွတ်မြောက်မဲ့လမ်းဖယားကရှမွေလကနေတဆင့်ပေးသလိုသင်ကိုလည်းပေးမယ်ဖယားကတတ်နိုင်တယ်ဖော်ပြနိုင်တယ်ဖယားဖြစ်တယ်ရှိတဲ့နေရာကနေကိုယ့်ရဲ့အသက်တာမှာအဲ့ဒီလမ်းကိုမြင်ဖို့အတွက်စစ်မှန်တဲ့နောင်တနဲ့ဆုတောင်းခံမယ်ဆိုရင်မတည့်ရပါဆုတောင်းပေးမယ်ဒီမွန်းကျက်နေတဲ့အရာတွေဆုတောင်းပေးမယ်သင်သက်တာထဲမှာဖယားသခင်ကိုစန့်ကျင်ပြီးလို့ငါကိုထမ်းနေတာဖယားသခင်တင်တဲ့တဘုံမို့ဘာကြောင့်လဲငါဖယားသခင်တင်တဲ့တဘုံကိုမထမ်းပြီးလို့ဖယားသခင်ပြောတဲ့စကားကိုနားမထောင်ပြီးလို့ဒီနေ့ငါရဲ့သက်တာဒီလိုချင်းနေရောက်နေတယ်ဆိုသင်ဖယားသခင်ရှေ့မှာဝန်ခံရင်သင်တို့လွတ်မြောက်မဲ့လမ်းရှိတယ်ဖယားရှင်သင်ကိုမဆာမယ်သင်အနာရောဂါကိုငြိမ်းစေတယ်သင်ရဲ့အိမ်တော်ကြီးကိုပြေလဲစေနိုင်တယ်သင်ရဲ့ဝိညာဉ်ရေးကိုတာဝန်ယူတဲ့ဖယားဖြစ်တယ်သင်ရဲ့စီးပွားရေးကိုမဆာနိုင်တဲ့ဖယားဖြစ်တယ်တဆူဒီတော့ဖယားဖြစ်တယ်ခေါ်ရင်ထူးတဲ့ဖယားဖြစ်တယ်ထာဝရဖယားဖြစ်တယ်ဖယားကဒီနေ့အသက်ရှင်တယ်ခရစ်မိခံကြီးတဲ့ဘိုင်းငါမှာတခေဖယားဒီအနိယပါ၌ရှိတော်မူ၏မင်းအနာမှာရှိတယ်နှလုံးသားဖွင့်ပြီးဝန်ခံတဲ့ပုံမှာဖယားရှင်မဆာဒီနေ့အဲ့ဒီဖယားကသင်ကို